မျိုးသမီးဟာယောက်ျားဘက်ကအမျိုးတွေအိမ်မှာညစာသွားစားတိုင်းရောက်ခမဖြစ်သူကသူ့ဤသားအတွက်ထမင်းတစ်တပကံကိုခူးပေးလိရှိသည်သို့တော့သူမအလှည့်ရောက်သောအခါရောက်ခမကအခြားထမင်းပေါင်းကိုဖွင့်ပြီးမင်းညကကြံခဲ့သည့်ထမင်းဟောင်းကိုခူးပေးသည့်အာနာကလှမ်းကြည့်လိုက်သောအခါအခြားအိုးထဲတွင်ထမင်းတင်များတဝက်နီးပါးကြံသေးသည်ကိုမြင်ရတော့လဲဘာမှမပြောခဲ့ပေထမင်းစားနေစဉ်အတွင်းရောက်ခမကအရသာရှိသောငါးတုံးကိုတားဖြစ်သူအတွက်ရွေးပေးခဲ့တော့လဲအာနာအတွက်မူမုံလောက်တတုံးကိုသာထည့်ပေးခဲ့သည်အာနာဒီပကံထဲမှမုံလာအုပ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတော့လဲပြန်မပြောရဲခဲ့ပေထမင်းစားပြီးနောက်အာနာဒီဝယ်လာသောအချို့ပွဲကိုအမြန်ထုံမုံပေါ်တွင်ခရင်များတုပ်ပြီးရောက်ခမကိုပေးခဲ့သည်သို့တော့ထိုးလုပ်ပေးသည့်အတွက်ပတ်စံဖြုံးသည်ဟုပင်အဆူခံခဲ့ရသည်ထို့နောက်အာနာကနောက်ရက်များတွင်၃ရက်ကြာခီးလွန်ရန်ရှိကြောင်းပြောပြခဲ့သည်ရောက်ခမကခီးရက်မြများကြသည်ကိုကြားသည်နှင့်ချက်ချင်းကန့်ကွက်ခဲ့သည့်အကြောင်းမှာတားဖြစ်သူအတွက်ထမင်းချက်ပေးမိသူမရှိမီကိုစိုးရိမ်သောကြောင့်ဖြစ်သည်အာနာမှာထိုအကြောင်းကိုယုံမယုံနိုင်အောင်ဖြစ်သွားရသည်ထိုအချိန်တွင်ခင်မုန်းဖြစ်သူကသူမဘက်မှဝင်ပြောပေးခဲ့တော့လဲရင်းကမိခင်ဖြစ်သူကိုပို၍ပင်ဒေါသထွက်စေခဲ့သည်ညစာစားပြီးနောက်ရောက်ခမကအာနာကိုပထမဆုံးအကြိမ်ဖြစ်လက်ဆောင်တစ်ခုပေးခဲ့သည်သို့တော့အိမ်ပြန်ရောက်၍ဖွင့်ကြည့်လိုက်တော့အခါမိဖို့ချောင်းသုံးစပရွန်တစ်ထည်တက်ဖြစ်နေသည်ခင်မုန်းဖြစ်သူကမိခင်ဖြစ်သူအပေကြောင့်ရင်းကဲ့သို့ဝယ်ပေးရသည်နည်းဟုမေးခဲ့သည်ခင်မုန်းဖြစ်သူကသူမအပေါ်စာနာပေးနေသည်ဟုအာနာစစဉ်းစားမိုံရှိသေးမင်းလုံးမသွားပါဘူးငါနောက်တစ်ထည်သွားဝယ်ပေးမယ်ဟုခင်မုန်းကဆိုသည်နောက်တစ်နေ့ပွဲတစ်ခုတွင်သူမသည်ရင်းနှီးသောတငယ်ချင်းများနှင့်တွေ့ဆုံခဲ့တော်လဲတငယ်ချင်းများ၏အခြေအနေမှာလည်းပုံမကောင်းကြပေဂျင်းနီကသူမ၏ရောက်ခမမှာကွယ်လွန်သွားသည်မှာကြာပြီဖြစ်၍ကလေးများကိုကူထိန်ပေးမိသူမရှိဘဲအိမ်မှာလည်းနေတိုင်းရှုပ်ပွားနေသဖြင့်ယူကျင်စိတ်ပင်ပေါက်ရသည်ဟုပြောသည်အေမီညမေကလည်းသူမ၏ရောက်ခမကသူမကိုတနေကုန်ခိုင်းစေပြီးမနာတမ်းပွေးကလှုပ်နေသည်ဟုဆိုသည်အေမီတွင်လည်းအာနာကဲ့သို့ပင်မကျေနပ်ချက်များစွာရှိနေသည်သူတို့နှစ်ဦးမှာရောက်ခမများမကြအားနိုင်သောနေရာတွင်သာရင်ဖွင့်နိုင်ကြသည်ထိုစဉ်အေမီ၏ဖုန်းမြည်လာသည်ရောက်ခမကအိမ်သို့ပြန်လာရန်ခေါ်ခြင်းဖြစ်သည်ထိုညတွင်မိမိအိမ်သို့ပြန်ရောက်သောအခါအာနာသည်တငယ်ချင်းများ၏အခြေအနေကမိမိထက်ပင်ပိုဆိုးသည်ဟုခံစားရသဖြင့်ရောက်ခမပေးထားသောဂျပရွန်ကိုဝတ်ထားလိုက်သည်နောက်တစ်နေ့သည်မိုးရွာသောစနေတနင်္ဂနွေအားလျက်ဖြစ်သည်အာနာကအိမ်တွင်အနားရတော့မည်ဟုထင်ခဲ့တော်လဲခင်မုန်းဖြစ်သူကဒီညနေတွင်တုတ်တန်သို့သွား၍မိသားစုဘိုးဘွားများကိုကြော့ရမည်ဖြစ်ကြောင်းပြင်ဆင်စရာများကူညီရန်စောသွားတင်ကြောင်းပြောခဲ့သည်အာနာမကျေနပ်တော်လဲသဘောတူခဲ့သည်မထွက်ခွာမီခင်မုန်းဖြစ်သူကအလုပ်အားလုံးကိုတီးတန့်တာဝန်ယူမည်ဖြစ်ပြီးအာနာအနေဖြင့်အသေးအဖွဲကိစ္စများကိုသာကူညီရမည်ဟုပြောခဲ့သည်သို့တော့မိဖို့ချောင်းတို့ရောက်၍ခင်မုန်းဖြစ်သူအလုစလုတ်သည်နှင့်ရောက်ခမကမြင်သွားပြီးယောက်ျားလေးများမိဖို့ချောင်းထဲမဝင်ရဟုဆိုကတားဖြစ်သူကိုအပြင်သို့ချက်ချင်းနှင်ထုတ်လိုက်သည်ခင်မုန်းဘက်ကမိသားစုအခမ်းအနားဖြစ်တော်လဲခင်မုန်းနှင့်အခြားမိသားစုဝင်များမလန့်မကန့်တွင်အနားယူနေကြစဉ်အာနာမှာမိဖို့ချောင်းထဲတွင်တယောက်တည်းပင်ပန်းလောက်ကန်ခဲ့ရသည်ရောက်ခမဖြစ်သူကအာနာမောပန်းနေသည်ကိုစိတ်တဆက်ကြတိနေတော်လဲနည်းနည်းနာပြီးရင်ဆက်လုပ်လိုက်ဟုသာပြောခဲ့သည်အာနာမှာပင်ပန်းယုံတာမကမတရားခံရသည်ဟုလည်းခံစားလိုက်ရသည်